ကျွန်တော်တို့စောင့်နေတဲ့အချိန်မှာဘုရားသခင်ကနဲ့ဆိုင်တဲ့အလုပ်လုပ်တယ်စောင်းနေချိန်တိုင်းကိုတော်ဒီနဲ့ရှမ်းဆိုတာအလုပ်လုပ်ဒီကျွန်တော်တို့ကဘုရားသခင်ကိုအလုပ်မလုပ်တဲ့ဘုရားထင်ကြတယ်ဒါပေမဲ့သူကကျွန်တော်တို့စောင့်နေတဲ့အချိန်မှာကိုတော်ဆိုပြီးတော့ကျွန်တော်တို့ကခေါ်လိုက်တယ်သူကကျွန်တော်တို့ကိုပြန်ထူဖို့ကျွန်တော်တို့ကိုအဖြေပေးဖို့အချိန်ယူတယ်ကျွန်တော်တို့စောင့်တယ်အဲ့ဒီအချိန်မှာသူကသူအချိန်ယူရင်းနဲ့ကျွန်တော်တို့အတွက်အကောင်းဆုံးပြင်ဆင်ပေးတယ်။ယေစာယအခန်းကြီး3:40ခန်းငယ်31ဘယ်ဆက်ပြောလို့ရကြတဲ့အဖတ်တွေဟာရီအဲ့ဒါဘုရားကိုပြောလင်းတော်သူတို့ကအားပြီးကြလိမ့်မယ်။ဆွေရင်တာကဲ့သို့မိမိတို့အတော်အတိပြုပြီးကြလိမ့်မယ်။ပြီးတော့လည်းမဖြစ်ပါခရီးသွားတော့အခါမမောရ။ကျန်ဆိုတော့အဆောင်နဲ့ဆိုတာကတော့စိတ်ဖြစ်စီမှုတစ်ခုလိုပဲခံစားရတယ်တော်တော်စိတ်ပြင်းပန်းစေတယ်ဘယ်သူမှမဆောင်ချင်ကြဘူးဒီကလိုအပ်တဲ့အချိန်မှာခဲရောက်တဲ့အချိန်မှာအဲဆိုတာကဝန်ထုတ်ကြီးတစ်ခုလိုဖြစ်သွားတယ်ခါရောက်တဲ့အချိန်မှာစိတ်ဓာတ်ကြီးချစေအားငယ်စေတယ်ကဲဝမ်းမြောက်ခြင်းအတ္တကိုမရှိစေဘူးဒါပေမဲ့ကျမ်းစာကထာဝရဘုရားကိုမျှော်လင့်တော်သူမူကားတဲ့ဘုရားသခင်ကိုမျှော်လင့်တယ်ဆိုတာကဘုရားသခင်ရဲ့အချင်းကိုဆောင်ဆိုင်တော်သူများဖြစ်ပြီးအာမင် waiting is very stressful တကယ်တော့စောင့်နေဆိုတာကစိတ်ကိုဖြစ်စီစေတဲ့အရာတစ်ခုလို့စိတ်ကိုတောကရောက်စေတဲ့အရာတစ်ခုဖြစ်တယ်အဲ့ဒီစောင့်နေတဲ့အချိန်ကာလကတင်းရဲ့အရှိချင်းကိုစမ်းစစ်နေပါတယ် waiting test you လို့ကျွန်တော်အတူကောက်ပြောချင်တယ်အဲ့ဒီစောင့်ဆိုင်တဲ့အချိန်ကာလကတင်းကိုစမ်းတတ်တယ်ဘယ်သူဘယ်ဝါလဲဆိုတာခမည်းကိုသိချင်တယ်ဆိုတော့ရှင်ပေါလုကလည်းယုံကြည်ခြင်းနိုင်ကျွန်တော်တို့အသက်ရှင်ပြီးတော့ကြီးထွားဖို့ပြောတယ်ယုံကြည်သူများကိုနှုတ်ပဲမတော့ဘဲနဲ့ကျမ်းတဲ့အစာတွေနဲ့စားတဲ့ဖို့သူတင်ပေးတယ်ကျမ်းတဲ့အစာတောက်တဲ့ဆိုတာကဘုရားသခင်ရဲ့အချိန်ကိုစောင့်နိုင်တော်သူများယဉ်ကျေးတော်ခရစ်ယာန်များဖြစ်တယ်ခရစ်ယာန်အတွက်သမင်းကကျန်ကတူအောင်လားမဲအောင်လားလမ်းစောလားချက်ချမလို့ပါဘူးနှုတ်တောက်နေတဲ့အရွယ်ကမခက်ခဲပဲနဲ့မပြင်းပန်းပဲနဲ့အရှင်ပြီးချောမွေးစွာနဲ့ခရစ်ယာန်အသက်တာကိုစီချင်တော်သူများဖြစ်တယ်ရှင်းချက်တော်ခရစ်ယာန်တွေကဘုရားသခင်ကိုစောင့်ရပြီသူတို့လိုချင်တဲ့အရာမရဘူးဖြစ်ချင်တာဖြစ်မလာဘူးစိတ်ညစ်တယ်အဲ့ဒီချိန်တိုင်းလေယဉ်ချက်တော်သူကတော့ဘုရားသခင်ကိုပဲမျှော်လင့်တယ်သခင်ကသူတို့အတွက်ပြင်ဆင်ပေးတာရှိတယ်ဘုရားစိတ်တဲ့လူငယ်ဒီအတွက်ဘုရားသခင်ကပေါက်ကရလူငယ်ပေးမှာမဟုတ်ဘူးဘုရားတရားနဲ့အသက်ရှင်တဲ့လူငယ်တွေကိုလောကီကိုနှိမ့်တဲ့လူငယ်မိန်းမယောက်ျားပေးမှာမဟုတ်ဘူးဘုရားသခင်ကသူ့ကိုဘုရားသခင်ကသူ့ကိုရမ်းချစ်တဲ့သားသမီးကိုနော်သူ့ကိုချစ်တဲ့ဒီမယားပေးချင်တယ်အဲ့ဒါကြောင့်ကိုတိုင်းရာတန်ကြီးကိုတည်ဖို့မိန်းမကောင်းလို့ချင်းရင်ယောက်ျားကောင်းလို့ချင်းရင်ကိုကောင်းဖို့လိုတယ်ဘုရားကိုယူတဲ့ယောက်ျားနဲ့ဘုရားသခင်ကိုယူတဲ့မိန်းမလို့ချင်းကိုဘွဲကဘုရားသခင်ကိုယူတယ်အမကိုဒါကြောင့်သူအရာ waiting ဆိုတဲ့သူအရာစောင့်ဆိုင်တဲ့သူအချိန်ကစောင့်တဲ့ဥစ္စာကိုရမ်းခဲ့တယ်ချက်တဲ့လူငယ်တွေကတော့တေချာချင်းပြီးတော့တေချာစဉ်းစားပြီးတော့အိမ်ထောင်လည်းပြုတ်တယ်အလုပ်လည်းလုပ်ကြတယ်ဘုရားတရား၌ဘုရားကြောင့်၌ပါဝင်တော်လူငယ်များစောင့်ပါဘုရားတကယ်အချိန်ကာလကိုစောင့်ပါဒီဘုရားတကယ်ကိုတကယ်ချစ်တယ်ဆိုရင်တကယ်ဘုရားတကယ်ကိုချစ်တဲ့ယုံကြည်သူတင်နာမှာပူဆောင်ပေးပါမယ်အာမင်ခရိယာအသက်တာရဲ့အဓိကအချက်ဖြစ်ခဏလာခင်လူအင်ဆာလာတဲ့ပေါ်လာခြင်းဘုရားတကယ်အချိန်လိုက်သွားရဲဆိုတာကလူအင်ဆာလာတဲ့သွားရဲဆိုတာကသူ့ရဲ့ timing သူ့ရဲ့အချိန်ကာလတုံးတက်တဲ့ရာကိုပြင်ဆင်ပေးရတဲ့လက်ခံခြင်းဖြစ်ခရိယာအသက်တာဆိုတာကကျမ်းစာဖတ်ပြီးတော့ဆုတောင်းပြီးတော့ကူတော့ကိုချစ်တယ်အဲ့ဒါမဟုတ်ဘူးဒီတော့လာရည်ကြီးတယ်ရှင်းမနာရည်ကြီးတယ်ကျမ်းစာဖတ်တာရည်ကြီးတယ်ဒါပေမဲ့အသက်တာကရည်ကြီးတယ်အဲ့ဒီအသက်တာပြောလဲဖို့ယေရှုကြွလာတယ်စာတောင်းလို့ကြီးကိုဖတ်ပြီးတော့တည်နေအသက်တာမပြောလဲဘူးဘုရားသခင်ကိုအချိန်မပေးတတ်ဘူးဘုရားသခင်ကိုမဆောင်နိုင်ဘူးဆိုရင်ခင်ဗျာတဏီကိုဆုတောင်းတယ်ကျမ်းစာတောင်းလုံးကြီးကိုပိုင်နေလေအလကားပဲအဲ့ဒီအချိန်ကိုဆောင်ပြီးတော့
worship leader လို့ရတယ်ဒါအခြေအနေတက်ဖြစ်တယ်ကျွန်တော်ဤအသက်တာမှာကျွန်တော်ဤချီးမွမ်းတာအရေးကြီးပဲမချီးမွမ်းမကိုးကွယ်ခြင်းတရားတွေမဟောခင်အသက်တာကအရေးကြီးတယ်ကြည်သူတယောက်ဖြစ်လာပြီဆိုတဲ့ယုံကြည်သူဘယ်လိုအသက်ရှင်ရမလဲနေ့ရှင်နေ့ညဒီလောကပြဿနာကိုသူဘယ်လိုဖြေရှင်းမလဲဆိုတာဒီမဲ့ဘူးလို့ခရိယာအသက်တာမတိကြလို့ဘုမတိပါမတိဖြားတဲ့ခါမှာစီးတောက်တယ်လို့တေတော်လူများရှိလို့ခရိယာအသက်တာမတိလို့ခရိယာလူပေါင်းများစွာမချင်းချက်တယ်ဘူးမချင်းထွားနိုင်ဘူးဆိုတာတေတာတလူရှင်နဲ့တေကြတယ်တရက်ပင်ဟာအတီးလုံးဝမတီးနိုင်ဘူးဆိုရင်သူကအသက်ရှင်နဲ့တေနေတဲ့အဖြစ်ဖြစ်waiting stresses you တို့စောင့်နေရတာကျွန်တော်တို့စိတ်ပြီးစီးစေတယ် waiting test you အဲ့ဒီစောင့်နေတဲ့အချိန်ကာလကတင်းကိုစမ်းစစ်တယ်တင်းရဲ့အဖြစ်မှန်ကိုထင်ရှားစေကြောက်ရွံ့ကောင်းတယ်ဘုရားသခင်ကသူ့အချိန်ယူနေတဲ့ဟာကိုခမည်းကဘယ်လိုစောင့်နေတယ်ခမည်းကဘယ်လိုတန်တာတောင့်တမြုံလင့်နေတယ်ဆိုတဲ့အရာကိုဘုရားသခင်ကသိချင်တယ်မဆာဖို့အကုန်လုံးကတိပေးပြီးတမီးနာစဘောကတိပေးအောင်ရှိပဲဖို့လေအတူရှိဖို့လေကတိပေးပြီးအဘောဤတုံ့ပြန်မှုအဲ့ဒီစကားကိုခံယူမှုအဲ့ဒီစကားရဲ့အသက်ရှင်မှုကိုဘုရားသခင်ကထပ်ကြည့်တယ်ကျွန်တော်တို့ကျောင်းဆရာကစာဝဲဖြေတော့ပဲဆိုတလားတော့မှလားငပတ်တော့အလိုမှလားကျွန်တော်တို့အကြီးကြီးတဲ့စာရွက်ပဲဒီစာကြီးကြည့်ပါကြည့်ရင်ဒီစာတိုင်းပဲစာဝဲလာမယ်အစားပွဲမှာလာမယ်ဒီစာထဲကဟာပဲလာမယ်လို့ပြောထားတယ်။ကျောင်းဆရာဆရာမကဂတိပဲဒီစာထဲကလည်းပဲလာမယ်လို့ကောင်းအချိန်ယူပြီးတော့စားပွဲဖြေရမယ့်အချိန်ကာလကိုစောင့်ရင်းနဲ့ပြင်ဆင်တော်သူတွေကအဲ့ဒီစာအုပ်ထဲကတိုင်းလာရတော့ကြောင့်အောင်ဖတ်ရကြတယ်။ဟုတ်တယ်ထွေးရကြတယ်။ပါစပီရကြတယ်။ထွေးတို့ဘုရားသခင်ကဒီနေ့တုန်းကကဘာကုန်ဒီတိုင်းရှိနေတယ်။အာမင်အာမင်နဲ့ဖျားတယ်မဆိုရင်နဲ့အာမင်အာမင်စစ်တိုက်ချင်းကျွန်တော်တာဝန်နဲ့အာမင်ကျွန်တော်ကမိခုတော်သူဒီစင်လန်းတော်အရင်ကခရီးပေါ်တော်သူဖြစ်အာမျောလင်းတော်သူဘုရားကြီးကိုမျောလင်းတော်သူဒီဆွေရင်းတာကဲသူဖြစ်နေနေအာမင်ကတိအားလုံးပေးပြီးတယ်တမျိုးလားအစီဘကိုကျောင်းဆရာဆရာမဒီထက်ကျောင်းဆရာဆရာမကဒီစာရွက်ထဲကနေဒီစာရွက်ထဲကနေပဲလာမယ်လို့ပြောထားတယ်ဒီမမျက်နှာဒီမမျက်နှာဒီစာမင်းနာနဲ့စာမရဘူးလားဒီဘက်မှာဒီကကနဲ့စေငါရှိတယ်ကလည်းစေငါဆိုစုစုပေါင်းစု90ရှိတယ်မလာဝလနဲ့လာပြည်စရာ90ရှိတယ်အဲ့ဒီထဲမှာ35လာတယ်ဟာလာပဲဆိုတော့ဘာလို့မကြည့်ဘူးကျောင်းဆရာဆရာမကပဲကြည့်တယ်ကျောင်းဆရာဆရာမကဘာကိုမဲမလဲဆိုတာတော့သူတို့ကမမဲခင်မှမသိဘူးဆုံးအဲ့ဒီအချက်90ထဲမှာသူတို့ရွေးမှပဲသူတို့ခွေတော့ပြီးတယ်။ဘယ်သူအောင်တယ်ဆိုတော့မသိဘူး။မသိလေကောင်းကောင်းချစ်သူကကောင်းကောင်းဖြီးနေတယ်။ကောင်းကောင်းအဲ့ဒီစားပွဲအချင်းကိုစောက်ပြီးတော့စားပွဲအချင်းကိုကောင်းလို့ဆိုအချင်းပဲပြီးတော့စောက်ဆိုင်တော့စားပွဲကိုကောင်းကောင်းဖြီးလို့အဖြီးဖိတ်လေမျက်နှာမငယ်ဘူး။အဲ့ဒီတို့ဘုရားသခင်ကကျွန်တော်တို့ကိုစောင့်စအကုန်လုံးဆရာမကအချက်90ပဲလာရှင်းတာတဲ့တော့ဘုရားသခင်ပဲတဲ့ဂရိတော်တွေကပဋိညာဉ်တွေကကျွန်တော်တို့ကဘူးရှင်းတယ်။ဒီထဲမှာ35လာမယ်ဆိုတာတေချာတာတဲ့ဘုရားသခင်ကကျွန်တော်တို့ကိုမဆမယ်ဆိုတာပူတေချာတယ်အာမင်။ဆရာမကဆရာကဘာတွေမဲဦးမလဲဆိုတာမသိပေမဲ့ဘုရားသခင်ကတော့ငါဘာဒီပဲမလဲဆိုတာအကုန်ဒီနေပြီအာမင်။အဲ့ဒီအချင်းဘုရားသခင်အချင်းကိုကောင်းဖို့ဆိုစောင့်ပြီးတော့ဘုရားသခင်ဖြစ်စေခြင်းနဲ့စာရင်းပွဲတွေကိုစုံစမ်းခြင်းနောက်ဆက်ခြင်းများကိုစစ်ကြောခြင်းများကိုကောင်းမှုစွာဖြည့်ရှိတော်သူကအောင်တယ်။အဲ့ဒီစာနောက်ဆက်ခြင်းအဲ့ဒီအချင်းကလာအဲ့ဒီကောကစောင့်နေတဲ့အချင်းကိုအောင်သွားရင်အောင်မြင်တော်သူဖြစ်တယ်။အဲ့ဒီယုံကြည်ခြင်းနိုင်အောင်မြင်တော်သူဒီဘုရားသခင်ကစီးစိမ်ဥစ္စာပေးတယ်။ဒီဥစ္စာရှိလို့အောင်မြင်တာမဟုတ်ပဲနဲ့ဘုရားသခင်ကိုယုံကြည်ခြင်းအပြင်အောင်မြင်တယ်လို့အောင်မြင်ခြင်း၏အကျိုးရလဒ်ကောင်းကျိုးများစီးစိမ်ဥစ္စာပေးတာ။ဘုရားသခင်စောင့်ခဲ့တယ်သူ့သားနဲ့စောင့်နေတာပဲတောင်ပေါ်တက်ရင်လည်းဘုရားသခင်ကိုစောင့်တယ်အာဗြဟံနဲ့စောင့်ရင်နဲ့ဘုရားသခင်ကပြင်ဆင်ပေးတယ်အာဗြဟံကမတည်တဲ့အရာကိုဘုရားသခင်ကပြင်ဆင်ပေးနေတယ်အာဗြဟံကမတည်ဘူး
ကျွန်တော်တို့မှာမိချစ်စီလာပဲတဲ့တနာဆရာအဲ့စစ်ပူရောရပဲအကောင်ပဲပါလေဖေဘုရားတခင်ပြင်ဆင်ပေးအဲ့လိုပုံစံနဲ့ဘုရားတခင်ကပြင်ဆင်ပလဲဆိုတာအာဗြဟံမသိဘူးဘုရားတခင်အချင်းကိုအာဗြဟံကသစ္စာရှိဆိုစောင်းရင်းနဲ့အပေါ်တဲ့ကြောင့်ပေါ်တဲ့အချင်းကာလကတူတော့ဝန်ထုံဝန်ပူအစစ်ပူပါဆရာပဲပြီးရင်အဲ့ဒီအချင်းကာလကဘုရားကတော့စမ်းစစ်တဲ့အချင်းဆိုတာသူကြည့်တယ်အဲ့ချက်ဆောင်းမှာအာဗြဟံကိုဘုရားတခင်ကကျွန်တော်ကိုပေးပြီးဘုရားသခင်ကစကြဝဠာကြီးနိုင်ကျွန်တော်ဤသားသမီးအပိထားပြီးခြေများကဲ့သို့တဲလောက်များတဲ့သားသမီးကျွန်တော်ကိုပေးပြီးလို့ဂတိပေးတယ်ဤသားကိုတည်ခဲ့ရင်လည်းကဒီချင်းကနေရှင်ပြန်ထားလို့ဆက်ပြီးတော့ငါနာလီကမပြုတ်ဆုံးပဲနဲ့သားသမီးအများကြီးအိုက်စကားပြီးလာရအောင်မေဒီချင်းကနေရှင်ပြန်ထားလို့ဆက်ပြီးလို့အာဗြဟံကယုံကြည်တယ်တဲ့အာမင်အာမင်သူ့ရဲ့ယုံကြည်ခြင်းအချိန်ကာလယူနေတဲ့အရာဘုရားသခင်ရဲ့အချိန်ကိုယူနေတာအာဗြဟံကစောင့်လိုက်လို့သစ္စာရှိဆိုနေတဲ့ကိုအရှိနိုင်သူဒီအောင်မြင်တော်သူဖြစ်တယ်တမန်မတတ်တယ်ဘူးကိုရှိပူဇော်ခြင်းမပေးတယ်ဘူးတမန်စိတ်ထဲကနေအကုန်လုံးပြင်ဆင်ပြီးပြီနှမျိုးစိတ်ကိုရှိဘူးဒေချင်းမှရှင်ပြန်ထားမြောက်စေဦးမည်တမန်ကကျွန်တော်ကိုဂရိပေးတယ်တာသမီးအများကြီးရှိဖို့ဂရိပေးတယ်ဒီသားလေးရှိတာဒီသားကိုငါပြန်ပေးဒီသားကိုလည်းပြန်ရှိခိုင်းနေတယ်နန်းအဲ့ဒီအချင်းကာလကိုဘုရားသခင်ကအတိမပြုတယ်သားကိုရှိပူဇော်ခြင်းမှာစိတ်ကလို့သူဒီအောင်မြင်တော်သူမဟုတ်စိတ်ထဲကနေဘုရားသခင်ကိုလုံးဝအိုးထုံယုံကြည်လို့အောင်မြင်တော်သူဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ဇစ်ပူဇော်ခြင်းဒီကောင်းပါလေဒါပေမဲ့ဇစ်ပူဇော်ခြင်းမလုပ်ခင်အတ္တဟာအမှန်တမ်းမှအရေးကြီးတယ်။နဲ့ဒီအောင်မြင်တော်သူဖြစ်တဲ့အတွက်ကြောင့်ဘုရားသခင်ဤစုံစမ်းခြင်းစစ်ကြောခြင်းကိုအောင်တော်သူဖြစ်တဲ့အတွက်တာကူစာတုတုငယ်ပြင်ဆင်ပေးတယ်။အာမင်။အာမင်။အာကူစာဇစ်ပူဇော်အကောင်ကတဝါပေးလို့အောင်မြင်တော်သူမဟုတ်ဘူး။ယုံကြည်ခြင်းအဖြစ်တာကူဇစ်ပူဇော်လို့အောင်မြင်တော်သူဖြစ်လို့အစားထူသူငယ်ပေးလိုက်တာဖြစ်တယ်။ဒါကြောင့်သာရဘုရားကိုမြော်လင့်သောအာဗြဟံမူကအာဘိခဲ့ပြီးဆွေလေးတာကဲ့သို့မိမိအတော်ကိုအတိပြုပြန်သည်။နဲ့တကောပေါ်တတ်တော်လဲမပြင်ပါသူ့သားလည်းခရီးပွားတော်လဲစိတ်မမောအဲ့လိုစက်စားပါရတယ်။အာမင်။အာမင်။ဒီကတော့ကျွန်တော်တို့စောင့်နေတာကကျွန်တော်တို့ကိုဝန်ထုဝန်ပို့ဖြစ်စေပြီ။နံပါတ်2ကတော့စောင့်ခြင်းအပြင်ကျွန်တော်တို့ကိုစမ်းစစ်ပြီးခုကစောင့်ခြင်းအပြင်ကျွန်တော်တို့ကိုတည်ဆောက်တယ် waiting also builds you ကျွန်တော်တို့စောင့်နေတဲ့အရာကကျွန်တော်တို့ကိုတည်ဆောက်တာအင်းဆောက်ပြီးမှဆောက်တာမဟုတ်ဆောက်ဖို့ဆူတောင်းရင်းနဲ့အဲ့ဒီချင်းရှင်းစားတဲ့အချိန်ကနေဆောက်တယ်အဲ့ဒီကြီးဟာပိုက်ဆံရှိလို့ပြီးမှအင်းပြလာတာမဟုတ်ဘူးဘာမှမရှိအဲ့ဒီမြေကွက်ချင်းမှာငါဒီမှာအင်းဆောက်မယ်ပိုက်ဆံရှာမယ်ဆိုတဲ့အချိန်ကနေအင်းဆောက်တယ်တော့ကျွန်တော်တို့ကအင်းကိုအဲ့ဒီလိုဆောက်ကြတယ်အချိန်ယူပြီးတော့ဆောက်ကြတယ်မြန်ဆန်အင်းဆောက်ရင်ကြောက်စရာကောင်းတယ်ရီးပေါ်အင်းဆောက်ရင်အန္တရာယ်များတယ်ဒီဘဝကိုအကြီးပေါ်တိဆောက်ရင်အန္တရာယ်များတယ်တက်တာအကြီးပေါ်နဲ့တိဆောက်လို့မရဘူးဒီစစ်တလို့တိဆောက်လို့မရဘူးအချင်းရရတိဆောက်လို့မရဘူးခိုင်ခန့်တဲ့အိမ်မြစ်ပေါ်30ခိုင်ခန့်တဲ့အင်းတိဆောက်ဖို့ရအချင်းယူရတယ်အင်းထောင်ကနန်းလိုတဲ့ရာကိုတရက်လုံးအားခရတယ်မရဘူးကိုတရားရဲ့အလိုရှင်နဲ့မလုံလောက်ဘူးရှင်များရှိလို့အမယ်အခါများရှိလို့အမယ်ရှိဒီမှာအင်းတလုံးထွက်လာခရိယာအတ္တဟာတကယ်အချင်းယူပြီးတော့စက်ကပ်ပြီးတော့ဘုရားရှိလားဘုရားကိုစောင့်နေမှာခရိယာအတ္တကခိုင်ခန့်မှာဒီပေါ်30အတွက်ဒီစောင့်ဖို့တော့မှအချင်းယူရတယ်ဆိုရင်သာဝရဘဝအတွက်အချင်းယူရတယ်အာမင်အာမင်လောကတခဏစာတော့ကျွန်တော်တို့ကအချင်းယူပြီးတော့ဒီပေါ်30အလုပ်လုပ်ပြီးအင်းစောက်တယ်ဆိုရင်ကျွန်တော်တို့သာဝရနေရမယ်အင်းတော့ကျွန်တော်တို့ဤဘုရားရှင်ပြင်ဆင်ပေးတဲ့နေရာတခင်ယေရှုပြင်ဆင်ပေးတဲ့အင်းခါလေးဒီကျွန်တော်ဘယ်လိုမျိုးခိုင်းရမလဲကျွန်တော်ကြာအထူးအလိုက်နေမလားမသိဘူးအဲ့ဒီအတွက်ကျွန်တော်ပြင်ဆင်ဖို့လိုတယ်ဘုရားရှင်ကိုမျှော်လင့်ရင်းနဲ့အချိန်စောက်ပါဘုရားသခင်ကိုမျှော်လင့်တော်သူတို့ကအားပြီးကြတယ်အားပြီးရဆိုတာကလူချင်းအရာကြတာဆိုတော့ကျွန်တော်တို့ဘာကိုစောင့်မလဲဆိုရင်ဘုရားသခင်ပြင်ဆင်ပေးတဲ့အရာ
အားတခင်ကကျွန်တော်တို့ကိုပြင်ဆင်ပေးတဲ့အရာယာဒီထိတိုင်းကျွန်တော်တို့ကဆောင်ရမှာဆိုတော့ကျွန်တော်တို့ဘုရားကပြင်ဆင်ပေးတာရှိတယ်။ဟိုအားရရင်ချက်ပြီးတော့ပြင်ရှိဘူး။ပြင်ရှိပြီးတော့ရင်ချက်ဘူး။မိမယောက်ျားယူပြီးရင်ထောင်ပြဘူး။ဒါတကယ်ကျွန်တော်မနာခင်ထဲမှာအားလာချင်တော့မနာခင်ထဲမှာကျွန်တော်ပြောချင်တယ်။ Waiting season is not wasting time but God is working စောင့်နေတဲ့အချိန်ကာလတွေဟာဖြူတင်းနေတဲ့အချိန်ကာလမဟုတ်ဘူးဘုရားသခင်ကအလုပ်လုပ်နေတဲ့အချိန်ဖြစ်တယ်အာမင်ချိန်ယူနေတာကအချိန်ဖြူတင်းနေတာမဟုတ်ဘူးဘုရားသခင်အချိန်ယူနေတာကအဖြူတင်းချိန်ဖြူတင်းနေတာမဟုတ်ဘူးသူကကျွန်တော်တို့အတွက်ပြင်ရှိနေတာအကောင်းဆုံးနဲ့ဆိုင်တဲ့အရာတွေအလုပ်လုပ်ပေးနေတာပဲဒါကြောင့်ဘုရားသခင်ပြုပြင်နေတဲ့အရာဘုရားသခင်တည်ဆောက်တဲ့အရာကိုခင်ဗျာစိတ်လောလောနဲ့ဝါမစွာမင်းနဲ့တွားမပြောမင်းနဲ့ဘုရားသခင်စောင့်နိုင်တဲ့အသက်တာရှိပါမျော်လင့်နေတဲ့အသက်တာရှိပါ တမျိုးက အဲ့ဒီဆိုရင်ခင်ဗျာမျော်လင့်နေတဲ့စောင့်နိုင်တဲ့နေ့မောမှာမဟုတ်ဘူးဒီရင်နဲ့စောင့်ရတဲ့နေ့ခရီးပွားနေတယ်ပြင်ပန်းမှာမဟုတ်ဘူးဒီရင်နဲ့ဘုရားသခင်ကိုမျော်လင့်နေတဲ့တွားရင်ဆွေးတာကလူတင်ကိုပြပေးတယ်အားလုံးဆောင်ပါဆိုရင်အင်းလူချင်းကအားလုံးရပြီးတော့အားပြီးသွားမှာဖြစ်တယ်။တော့ဆောင်တဲ့ပါ တဲ့ကောင်က ရောက်ရှိတိုင်းထားကောင်းစီပါစေ။ အာမင်